ကပြောလာခဲ့တယ်တနာမေတဲ့ဘွာလမ်းပေါ်မှာကွယ်ရှင်နဲ့ကျမမတင်နိုင်တော့ဘူးစီးဆက်ဖို့မလွယ်လန်းခွေကြမယ်တရားကြဖို့တကယ်ကောင်းပါလေတနာငွေချစ်သူမငွေခင်ရဲ့အော်စိတ်ငြိမ်မနေပါနဲ့နင်းပြောဖို့ရဒူလန်းခွဲပြီးမယ်ရွှေတွေဆိုတော့ကြားဘူးယုံတတ်တပါပဲအိမ်မတောင်းမဖူးသေးတဲ့ညတရာတယောက်ပါမိန်းကလေးရဲ့မင်းလိုတဲ့ပစ္စည်းဥစ္စာတို့မှမရှိတာမှန်တကယ်တွားလို့ရတွားပါမတားလို့ပါအညာတရလူသာဘယ်တွေ့ကြောင်ဝေးရတာလဲမင်းကိုဖြစ်စိုးပုံကြီးရဲ့သစ္စာရီထားခဲ့တဲ့မြတ်မြတ်တရားကိုသူရှောင်ပေးဂုံနဲ့ပလေဝီနဲ့ဝဲအချစ်ကိုတစ္ဆူမချစ်လို့တို့ရဲ့အော်စိတ်ပူမနေပါနဲ့တနာဘုံနဲ့မှာပျော်မွေ့ပါတော့ကိုတော့ချစ်သူလေးကပြောလာခဲ့တယ်တနာမေတဲ့ဘွာလမ်းပေါ်မှာကွယ်ရှင်နဲ့ကျမမတင်နိုင်တော့ဘူးစီးဆက်ဖို့မလွယ်လန်းခွေကြမယ်တရားကြဖို့တကယ်ကောင်းပါလေတနာငွေချစ်သူမငွေခင်ရဲ့အော်စိတ်ငြိမ်မနေပါနဲ့နင်းပြောဖို့ရဒူလန်းခွဲပြီးမယ်ရွှေတွေဆိုတော့ကြားဘူးယုံတတ်တပါပဲအိမ်မတောင်းမဖူးသေးတဲ့ညတရာတယောက်ပါမိန်းကလေးရဲ့မင်းလိုတဲ့ပစ္စည်းဥစ္စာတို့မှမရှိတာမှန်တကယ်တွားလို့ရတွားပါမတားလို့ပါအညာတရလူသာဘယ်တွေ့ကြောင်ဝေးရတာလဲမင်းကိုဖြစ်စိုးပုံကြီးရဲ့သစ္စာရီထားခဲ့တဲ့မြတ်မြတ်တရားကိုသူရှောင်ပေးဂုံနဲ့ပလေဝီနဲ့ဝဲအချစ်ကိုတစ္ဆူမချစ်လို့တို့ရဲ့အော်စိတ်ပူမနေပါနဲ့တနာဘုံနဲ့မှာပျော်မွေ့ပါတော့ကိုယ်